အမေမပြပါတယ်ဒီမှာတော့6တီးတော့မှပဲဖြစ်မှန်းနဲ့ဘသူနဲ့တီးတော့မလဲဆိုတော့တို့ရဲ့ရှိုးကြည့်လိုက်တီးအကောက်ကိုကကြံကောဒီကျအဖေဆောက်ပါရတဲ့ဟုတ်သူမကိုက်ဘူးဆောက်ပါတရားတော့ကျွန်တော်စိတ်ခေါ်တော့ကျွန်တော် share ပြုတ်ကျွန်တော်ပြောလို့ share ပြုတ်မဟာ